Robot ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်။ဒီနေ့တော့ Japanese and the Russian Hands and Fan မှာအခန်း6ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဟာဂျမေမာရှော一番がနာရပေါ့နော်။နောင်တော့နာရအဲ့တော့သူကမဲဆိုရင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့တော့သူကအကြံဉာဏ်ပေးတဲ့ဟာတွေမှာဆိုရင်သုံးတယ်။သူရဲ့စကားကိုနားထောင်ပြီးတော့ပုံမှန်စံကြည့်ပြီးတော့ကိုကတောင်းဆိုတာဒါမှမဟုတ်အကြံဉာဏ်ပေးတဲ့အခြေအနေမျိုးမှာဆိုရင်နာရကိုသုံးတယ်ပေါ့နော်။အဲ့တော့ဥပမာဖြစ်ဆိုရင်その箱も使わないですが使わないなら私にくださいတဲ့ဒီတစ်တာပေါ့နော်ဒီဘူးလေးတဲ့ဒီတစ်တာလေးဒီမသုံးတော့ဘူးလားတဲ့မိုးစကားဝနိုင်တဲ့စကားမသုံးတော့ဘူးလားတဲ့ဒီစကားတဲ့မသုံးတော့ဘူးလားအဲ့တော့မသုံးတော့ဘူးဆိုရင်စကားဝနိုင်နာကမသုံးတော့ဘူးဆိုရင်私にくださいကျွန်တော်ကိုပေးပါတဲ့အဲ့တော့သူကကြတော့ဒါဆိုရင်တောင်းဆိုတဲ့ပုံစံပေါ့နော်2番ကြတော့明日は雨が雨ならサンクリングには行けそうもないねအဲ့တော့အားတယ်မနေ့ပြန်မိုးရွာမလားတဲ့မိုးရွာမယ်ဆိုရင်ဒါဆိုရင်အမေနာတာပေါ့နော်နောင်နာတာအသုံးပဲပေါ့နော်မိုးရတယ်ဆိုရင်တဲ့ဒီစက်ပစ္စည်းဖို့ပေါ့နော်စက်ပစ္စည်းဖို့အားတဲ့သွားနိုင်တော့မဲ့ပုံမဟုတ်ဘူးပဲပေါ့နော်သွားနိုင်မဲ့ပုံမဟုတ်ဘူးဆိုပြီးပြောတာပေါ့နော်အဲ့တော့မိုးရမယ်ဆိုရင်တော့စက်ပစ္စည်းဖို့ကတော့သွားနိုင်မှာမဟုတ်ဘူးနောင်နာတာနဲ့သုံးတယ်ပေါ့နော်အဲ့တော့နာတာတော့ရုပ်ရှင်ပါတယ်ဖိုးမှာလည်းပါဆိုတော့နိဗ္ဗာန်ကြတော့တေဝပေါ့နော်အဲ့တော့သူကကြတော့လျင်အဓိပ္ပာယ်ပြန်ရင်တော့လျင်ပေါ့လျင်ရှင်ပေါ့အဲ့လိုမျိုးပဲအဓိပ္ပာယ်လို့ပြန်လို့ရတယ်သူကကြတော့အကယ်၍ A ကိုဒါပြုလုပ်မယ်ဆိုရင်မကောင်းတဲ့ B ရလဒ်ကဖြစ်လာမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီအရှိရဟာလိုမျိုးဒါပြုမယ်ဆိုရင်အနောက်မှာမကောင်းတဲ့ရလဒ်တစ်ခုဖြစ်မယ်ဆိုတဲ့ပုံစံမျိုးမှာသုံးတယ်ပေါ့နော်အဲ့တော့ဥပမာဖြစ်ဆိုရင်そんな無責任な態度ではみんなに嫌われますよတဲ့အဲ့ဒီလောက်ပေါ့နော်အဲ့ဒီလိုဆွမ်းလာဆိုအဲ့ဒီလိုဒီတာဝန်ယူတဲ့အပြုမှုနဲ့ဒါဆိုရင်တဲ့အားလုံးစီကနေမင်းသားနေဆိုအားလုံးစီကနေပြီးတော့ဒီမကြိုက်တာပေါ့နော်嫌われますよဆိုတော့ဒီအားလုံးကပေါ့နော်မကြိုက်တာခံရလိမ့်မယ်ဆိုတဲ့ပုံစံပေါ့အဲ့တော့အဲ့လိုပေါ့နော်တာဝန်ယူတဲ့ပြုမှုတွေမျိုးသာလုပ်မယ်ဆိုရင်အနောက်မှာမကောင်းတဲ့ရလဒ်ပေါ့နော်အဲ့လိုမျိုးသာလုပ်မယ်ဆိုရင်တဲဝကိုသုံးတယ်ပေါ့နော်လူတိုင်းကမကြိုက်ဘူးဆိုပြီးပြောတယ်ပေါ့နော်အဲ့ဒီဘန်ကြတော့今から家を建て始めるのでは何々には出来上がらないတဲ့အဲ့တော့အခုကနေစပြီးတော့ပေါ့နော်今からအခုကနေပြီးတော့အိမ်ကိုစဆောက်တယ်ပေါ့建て始めるစဆောက်မယ်ဆိုရင်အခုကနေအိမ်ကိုစဆောက်မယ်ဆိုရင်လည်းတစ်နှစ်အတွင်းမှာတော့出来上がらないဆိုမပြီးဘူးပေါ့နော်အဲ့တော့အခုကနေပြီးတော့အိမ်ဆောက်မယ်ဆိုရင်တော့ဒီနှစ်ထဲမှာမပြီးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့တဲဝအဲ့လိုလုပ်မယ်ဆိုရင်အနောက်မှာကျတော့မကောင်းတဲ့ effect လိုက်တယ်ပေါ့နော်အဲ့လိုပုံစံနဲ့သုံးတယ်အခုကစမ်းဗန်ကစအဲဘာစအဲနာကအဲ့တော့စအဲဆိုတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘာကကျတော့လှိန်အဲ့တော့တာလှိန်လေးတာဒါမှမဟုတ်တာပေါ့နော်အဲ့လိုလေးတာရှိပဲဆိုရင်အဲ့လိုလေးတာလုပ်လိုက်မယ်ဆိုရင်အနောက်မှာအဆင်ပြေတဲ့ရလဒ်ရှိရပေါ့နော်အဲ့လိုမျိုးပုံစံအဲ့တော့一番がタロンは漫画さえ読んでいれば退屈しないよだတဲ့タロンကပေါ့နော်タロンက漫画တာ漫画さえဆို漫画တာ読んでいればဖတ်နေရမယ်ဆိုရင်タロンက漫画တာဖတ်နေရမယ်ဆိုရင်退屈しないよだဆိုတာပြေးမှာမဟုတ်ဘူးတဲ့ပြေးမှာမဟုတ်တဲ့ပုံပဲတဲ့タロンက漫画တာဖတ်နေရမယ်ဆိုရင်ပြေးမှာမဟုတ်တဲ့ပုံပဲ2番ကြတော့体さえ丈夫ならどんなことに挑戦できるအဲ့တော့体さえဆိုခန္ဓာကိုယ်သာ丈夫ならဆိုတာဒီတန်မာနေတာပေါ့နော်စက်ခိုင်နေရဲဆိုရင်တဲ့ခန္ဓာကိုယ်သာစက်ခိုင်နေရဲဆိုရင်ဘယ်လိုကိစ္စမျိုးမဆို挑戦できるစခေါ်ပြီးတော့လုပ်နိုင်တယ်တဲ့အဲ့တော့စာအဲဘာရဲ့သဘောတရားလေးရှာမယ်ဒီနေ့အဲ့လိုလေးသားရှိရဲဆိုရင်အဲ့လိုလေးသားလုပ်မယ်ဆိုရင်အနောက်မှာအဆင်ပြေရပေါ့နော်အဆင်ပြေရရလက်လိုက်တယ်အဲ့တော့ရုံးတန်ကကြတော့တတ်တူအဲဒဲမှုပေါ့နော်
တတ်တော်တဲမှုတတ်တော်ထဲမှုအဲ့တော့အကယ်၍အဲ့လိုဖြစ်နေတာအကယ်၍နာနေထောင်မှပေါ့နော်အဲ့တော့တဲဆိုရင်တောင်မှအကယ်၍တဲဆိုရင်တောင်မှလောက်ကုန်လောက်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့တောင်းတယ်အဲ့တော့一番အဖြစ်ဆိုရင်တတ်တော်大卡古的我，ရှင်我တို့လိဟိစုယောနာမလို့ဝါခါရနာခဲ့တယ်ပါလာနိုင်တဲ့အကယ်၍စီကြည့်ရဆိုရင်တောင်မှအလုပ်အတွက်လိုအပ်တဲ့ဘောနော်ဟိစုယောနာမလို့ဆိုလိုအပ်တဲ့ပစ္စည်းတွေကိုပြောတာအလုပ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကကြတော့ခါဝါနာခဲ့တယ်ပါလာနိုင်ဆိုတော့မဝယ်လို့မရဘူးပေါ့နော်မဖြစ်မနေဝယ်ရမယ်ဆိုတဲ့ပုံစံလုပ်ကိုလုပ်ရမယ်ဆိုတဲ့ပုံစံကယ်၍စီကြည့်နေရဆိုရင်တောင်မှအလုပ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတော့မဖြစ်မနေဝယ်ရမယ်ပေါ့နော်အဲ့တော့ဒီဘန်ဆိုတော့တတ်တူအမန်တိုတဲ့မို့看护现在は毎年受けた方がいいですよတဲ့အဲ့တော့အကယ်၍ပေါ့နော်မန်တိုတဲ့မို့ဆိုအလုပ်ရှုပ်ရင်တောင်မှပေါ့နော်အလုပ်ရှုပ်ရင်တောင်မှဒီ看护现在ဆိုကျန်းမာရေးစစ်ဆေးမှုပေါ့နော်ကျန်းမာရေးစစ်ဆေးမှုကိုတဲ့ဒီနှစ်တိုင်းဥက္ကဋ္ဌဆိုတာခံယူတာပေါ့နော်နှစ်တိုင်းခံယူတာဆိုတာစစ်ဆေးခံတာပေါ့ကျန်းမာရေးစစ်ဆေးတာကိုခံယူတာနှစ်တိုင်းခံယူတာခါတဲ့ကောင်းတယ်လေနော်တဲ့အဲ့တော့တတ်တူအဲ့တဲ့မို့อ่ะကြတော့အကယ်၍အဲ့လိုဖြစ်နေရင်တောင်မှအနောက်မှာအဲ့လိုလုတ်တစ်တာတို့လုတ်ကုန်လုပ်ရမယ်ဆိုတော့ပုံစံမျိုးတွေလိုက်တယ်ပေါ့နော်လုတ်တာကောင်းတယ်လို့ပါလို့အဲ့လိုမျိုးလိုက်တယ်အဲ့တော့ခောတန်ကကြတော့ဘာရဲ့တာရရဲ့နာရရဲ့ပေါ့နော်အဲ့တော့သူကကျတော့အထိပ္ပယ်အားဖြင့်ညီမတို့ပြန်မယ်ဆိုရင်တော့လှိန်ဆိုတဲ့ပုံစံမျိုးပဲတက်ရောက်တယ်ပေါ့နော်ဒါပေမဲ့ဘာကကြတော့ဒီမဖြစ်သေးတဲ့ဟာပေါ့နော်မဖြစ်သေးတဲ့ဟာစိတ်ကူးရင်လာအဲ့လိုမျိုးပြောတဲ့အချိန်မှာဆိုရင်ဘာကိုသုံးလဲတာရကြတော့အတိတ်ပုံစံသွားတယ်ပေါ့နော်နာရကြတော့အရှိမလဲပါတယ်ပေါ့နော်နောင်နဲ့တွဲသုံးတာများတယ်နောင်နာရတောင်းဆိုတာတို့ဟိုအကြံပေးတာတို့အဲ့လိုမျိုးဆိုရင်နာရကိုသုံးတယ်ပေါ့နော်အဲ့တော့一番လေးကြည့်ရအောင်我看呢都今个阿里巴巴私も海外旅行するんだけどတဲ့အဲ့တော့ပတ်စံနဲ့ပေါ့နော်ဒီမှာဆိုအားလက်တာအဲ့တော့ပတ်စံနဲ့အားလက်ချေတွေဒါရှိရဆိုရင်တကယ်မရှိသေးဘူးเนาะရှိမယ်ဆိုရင်ဘာသာရှိဖို့ကျွန်တော်လည်းပဲနိုင်ငံခြားခီးကိုသွားမိပါတယ်တဲ့အဲ့တော့ပတ်စံနဲ့အချိန်သားရှိမယ်ဆိုရင်အားလက်ချေသားရှိမယ်ဆိုရင်ကျွန်တော်လည်းနိုင်ငံခြားကိုခီးသွားမိပါတယ်ပေါ့နော်နိုင်ငံခြားခီးကိုသွားမိပါတယ်ဆိုတော့သူ့မှာမဖြစ်သေးဘူးကွာသူ့မှာအဲ့လိုမျိုးတွေမရှိသေးဘူးဒါသူစိတ်ကူးပြီးတော့ပြောတဲ့ပုံစံမျိုးအဲ့လိုမျိုးဒါဖြစ်မယ်ဆိုရင်စအင်းနဲ့လည်းတက်ရောက်သွားပေါ့ညီမတို့ပြန်လို့ဆိုရင်မဖြစ်သေးဘူးကွာမဖြစ်သေးဘူးသူကမဖြစ်သေးတဲ့ဟာကိုပြောရဲဆိုရင်ဘာကိုတုံးလဲဒီဘန်ဆိုတော့ဆန်းနန်းတာ学生なら学生割引でチケットが買えたのにဟာတဲ့ဆန်းနန်းတာတဲ့စမကောင်းစရာပဲနှမျောစရာပဲတဲ့အဲ့တော့ចောင်းသားဆိုရင်တဲ့ចောင်းသားလျှော့ဈေးနဲ့ပေါ့နော်ဒီလက်မှတ်ကိုပေါ့နော်ဝယ်လို့ရရဲ့တာနဲ့အဲ့တော့ចောင်းသားဆိုရင်နောင်နာတာနဲ့သုံးတယ်ပေါ့နော်နားရမယ်နော်ဘာတာလာနာတာအဲ့တော့ဒီအခန်းကခံမ၅မျိုးပါနော်နောက်တစ်ခုကကြတော့နောင်နာတာပေါ့နော်သူကကြတော့တောင်းဆိုတာအကြံပေးတာမျိုးမှာဆိုရင်သုံးတယ်နိဗ္ဗာန်ကြတော့တေဝ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 ကြတော့အကယ်၍အေပြုလုပ်မယ်ဆိုရင်နောက်မှမကောင်းတဲ့ရလဒ်ဖြစ်တယ်ပေါ့နော်နောက်ကစမ်းပါကြတော့စာအေးဘာစာအေးမှာကအဲ့ဒါလေးသားရှိတယ်ဆိုရင်အဲ့ဒါလေးသားလုပ်မယ်ဆိုရင်နောက်မှစင်ပြေတဲ့ရလဒ်လိုက်တယ်ပေါ့နော်ရှောင်းပန်ကြတော့တတ်တူအေတဲမို့တတ်တူအေတဲမို့အကယ်၍အဲ့လိုဖြစ်နေရင်တောင်မှအနောက်မှာလုတ်ကုန်လို့ရမယ်ဒါမှမဟုတ်လုတ်တာအကောင်းတယ်လုတ်တင်တယ်ဆိုပြီးအကြံပေးတဲ့ဟာမျိုးတွေတောင်းတယ်ပေါ့နော်အကယ်၍အဲ့လိုဖြစ်နေရင်တောင်မှစာအဲဘာစာအဲနာလာကြတော့အဲ့လိုလေးတာလှရင်ဆိုပုံစံပေါ့နော်တာလှရင်ကောပန်ကြတော့ဘာတာလာနာတာဥခွဲတာပေါ့နော်ဘာကကြတော့မဖြစ်သေးဘူးပေါ့နော်မဖြစ်သေးတဲ့အခြေအနေတာရာကြတော့တိတ်ပေါ့နော်ဖြစ်ပြီးတဲ့အခြေအနေနာရာကကြတော့နောနဲ့တွဲသုံးတယ်ပေါ့နော်ရမယ်နော်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ありがとうございました。お疲れ様でした。チャンネルလေးကိုလည်း subscribe လုပ်ထားပေးကြပါဦးနော်